Hello အားလုံးပဲမင်္ဂလာပါဗျာ TikTok မှာရန်ခစ်စားနေတဲ့အသီးကောင်းတွေနဲ့ကာတွန်းဗီဒီယိုလုပ်နည်းကိုကျွန်တော်နီလန်လေးမြောက်ပြီးမှဖြစ်ပါတယ်ဗျာစိတ်ဝင်စားရဆိုရင်ကျွန်တော်အကောင့်လေးကို follow လေးလုပ်ခဲ့ဖို့မြတ်တာရက်ခံပါတယ်ပြီးရင်ကျွန်တော်ပြပြီးတဲ့အတိုင်းလေးနဲ့အစာဆုံးလေးကြည့်ပြီးဖို့လည်းမြတ်တာရက်ခံပါတယ်ဗျာဝါနာပိုင်တော့ကြည့်လို့ရပါတယ်တကယ်လို့တီးပြီးသားလူတွေဆိုရင်တော့ကြော်သွားလို့ရပါတယ်ဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့စားလိုက်ရအောင်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့တွေကဘယ်ကိုစပြီးတော့အလုပ်လုပ်ရမလဲဆိုကျွန်တော်တို့ကChat GPT ရဲ့ကိုကျွန်တော်သွားမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့အတူကျုံးအနေနဲ့ပြောပြရမယ်ဟောနားမလဲတဲ့ရှိရင်ကျွန်တော်အကောင့်မှာလာပြီးတော့မေးလို့ရပါတယ်ဗျကဲအဲ့ဒါဆိုစလိုက်ရအောင်နော် Chat GPT ကိုကျွန်တော်သွားမယ် Chat GPT ထဲမှာကျွန်တော်တို့ကကျွန်တော်ကတော့ဟောအပေါ်မှာလှုပ်ထားလေးရှိရပါတော့ကျွန်တော်ဒီမှာ Chat GPT မှာကျွန်တော်ကဒူးရင်သီးကဘလော့ရိုက်နေတာငါ့ကိုစာရင်ဘာဖြစ်တယ်ဘာရောကကင်းနေဆိုတဲ့ဟာလေးကိုကျွန်တော်ကဖိုတိုအတွက်ရောဗီဒီယိုအတွက်ရောကိုသူ့ကိုပရိုရေးခိုင်းလိုက်တယ်ဗျပရိုရေးခိုင်းလိုက်တဲ့ချိန်မှာသူကဒီလိုပြတယ်ပေါ့နော်ဒါဖိုတိုအတွက်ဆိုပြီးတော့ပရိုရေးပေးတယ်သူကစာသားလေးပဲထည့်ပေးတယ်ပေါ့နော်ငါဒူးရင်သီးပါငါအတိမအမြင်တက်တွေနဲ့ဗီတာမင်စီနဲ့ပရိုတင်းတက်တွေပါဝင်နေဟောပေါ့သူကအဲ့လိုပေါ့ပြပြတယ်ပြီးတော့ဗီဒီယိုအတွက်ပါသူကထုတ်ပေးထားတယ်ပေါ့နော်ဗီဒီယိုအတွက်ရောပရိုထုတ်ပေးတယ်ကျွန်တော်အဲ့အရာကိုကျွန်တော်တို့ကပုံရင်ထုတ်မယ်ပုံရင်ထုတ်မယ်တော့ဒီကောင်လေးကို copy လေးယူလိုက်တယ်ပြီးရင်ကျွန်တော်တို့ကhome နဲ့ထွက်ပြီးတော့ကျွန်တော်တို့ဂျမနိုင်းထဲမှာကျွန်တော်တို့ကသွားမယ်ပေါ့နော်ဂျမနိုင်းထဲမှာကျွန်တော်တို့သွားတဲ့ခါမှာကျွန်တော်တို့ကဂျမနိုင်းထဲမှာကျွန်တော်ထုတ်ပြီးသားဆိုတော့အဲ့လိုတခုပဲပြလိုက်မယ်နော်ကျွန်တော်ထုတ်ပြီးသားဆိုတော့ဂျမနိုင်းထဲမှာဝင်လိုက်မယ်ဝင်လိုက်တဲ့အချိန်မှာကျွန်တော်ကလေခုနက copy လေးယူထားတဲ့ဟာကိုကျွန်တော်တို့ကဟောပေါ့ copy ယူထားတဲ့ဟာကိုဒီလိုလာပြီးပရုံးချလိုက်တယ်ပေါ့နော်ချလိုက်တော့သူကဒီလိုပုံလေးထွက်လာတယ်လုံးဝအောင်မိုက်တယ်ကျွန်တော်တို့ဘာမောက်ခဲလုပ်စရာမလိုဘူးကျွန်တော်ဒီ AI တစ်ခုပိုင်ကိုလုံးဝစင်ပြီးတယ်အဲဒါဆိုကျွန်တော်ကဒီမှာပုံထုတ်ပြီးပြီပုံလည်းရပြီပုံရပြီဆိုကျွန်တော်တို့ကဘယ်ကိုဆက်ပြီးသွားမလဲဆိုရင်ကျွန်တော်တို့ကဒီ software လေးပေါ့နော်ဒီ software လေးဒီမှာ YD create ဆိုတာရှိတယ် YD creator ပေါ့နော်ဒီ YD creator လေးကိုကျွန်တော်ကသွားရမှာဒီ YD creator လေးကိုကျွန်တော်သွားမယ်ဆိုရင်တော့အဓိကကျွန်တော်တို့ VPN လို့တယ်ဒီ VPN ကကျွန်တော်ဘာတော့လဲဆိုရင်ကျွန်တော်ကဒီ VPN လဲသုံးတယ်ဟောပေါ့ဒီ United ပါတဲ့ VPN ဆိုဘာနေနေစင်ပြေတယ် Okay ကျွန်တော်တို့အိုက်ကောင်တွေကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဓာတ်ပုံဗီဒီယိုထုတ်လိုက်ရအောင်ပေါ့နော်ကျွန်တော်က VPN ချိတ်တာလေးခဏပြမယ်ခဏစောင့်ပေးပါလုံးဝကိုစင်ပြေတယ်ဗျာဒီ100ရာခိုင်နှုန်းမဟုတ်ပေမဲ့80 90ရာခိုင်နှုန်းလောက်စင်ပြေတယ်ဒီ VPN လေးကျွန်တော်တို့ချိတ်ပြီးပြီဆိုရင်ကျွန်တော်တို့တွေကအဲ့ software ကိုတွားမယ်အဲ့ software ကိုဒါရတာလည်းလွယ်တယ် Play Store ပေါ်တွားပြီး download လို့ရတယ် download မရဘူးဆိုရင်ကျွန်တော်လာပြောလို့ရတယ်ကျွန်တော်ပြန်ပြီးတော့ပြောပြပေးမယ်เนาะပြီးရင်ကျွန်တော်တို့ VPN ချိတ်ပြီးဆိုရင်ကျွန်တော် YD creator တွေကိုတွားမယ်ကျွန်တော်အတူချုပ်ပြောပြရအောင်เนาะနားမလည်တဲ့ရှေ့ကျွန်တော်လာမေးလို့ရတယ် YD creator ထဲမှာကျွန်တော်လုပ်ပြီးသားရှိတယ်လုပ်ပြီးသားရှိတော့ project တွေကိုပြလိုက်မယ်YD creator နဲ့လည်းမသုံးချင်ဘူးလေဒီPro AI နဲ့လည်းသုံးလို့ရတယ်ကျွန်တော် Pro AI နဲ့ထုတ်တာ sorry YD creator နဲ့လည်းသုံးလို့ရတယ် Pro AI နဲ့လည်းသုံးလို့ရတယ်ကျွန်တော် Pro AI နဲ့ထုတ်ထားဆိုတော့ Pro AI နဲ့ကိုကျွန်တော်ပြမယ်ဒီမှာထုတ်ရတယ်မှာကျွန်တော်တို့ကဘာမှမလုပ်ဘူးเนาะကျွန်တော်ဘာမှမလုပ်ကျွန်တော်ဓာတ်ပုံလေးကိုကျွန်တော်ပြမယ်တော့ new ဆိုရင် new project တွေကိုဝင်မယ်ပြီးရင်ဒီထဲမှာကျွန်တော်ဓာတ်ပုံလေးတစ်ပုံရိုက်ထည့်လိုက်မယ်ဓာတ်ပုံရိုက်ထည့်ပြီးဒီထဲမှာကျွန်တော်ကimage ရဲ့ view ရဲ့ဆိုတာရှိရကျွန်တော်တို့ဗီဒီယိုရွေးလိုက်မယ်ပြီးရကျွန်တော်တို့ ChatGPT မှာထုတ်ထားတဲ့ဟောပေါ့ဗီဒီယို pro ကိုကျွန်တော်တို့ဒီမှာရိုက်ပြီးထည့်လိုက်မယ်ဗျဒါဗီဒီယို pro ရိုက်ထည့်လိုက်မယ်ပြီးရင်ဓာတ်ပုံလေးပါတင်မယ်ပြီးရင်ဒီကောင်လေးကိုတွားခိုင်းလိုက်မယ်အဲဆိုရင်ကျွန်တော်တို့အများလေးကိုတွားခိုင်းရမှာเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကလုံးဝ quality ကောင်းတဲ့ဒီလိုဗီဒီယိုဖိုင်လေးရလာမယ်နားထောင်ကြည့်လိုက်Hello မိတ်ဆွေတို့ရေငါကဒူရင်းသီးပါငါမှာအမြင်တက်များလို့အစာချေစနစ်ကိုအထောက်အကူပြုနိုင်တယ်ဗိုက်တာမင်စီပါဝင်လို့ကိုယ်ခံအားကိုလည်းကုညင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် Hello အဲ့တော့ကျွန်တော်တို့ကလောလောကူကူ AI နဲ့ပဲကျွန်တော်တို့ content တွေအများကြီးဖန်တီးလို့ရတယ်ကျွန်တော်တို့ AI ကိုတုံးတက်ရင်တော့စေမတုံးတက်ရင်တော့ဘေးပါအဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေကကြည့်ချက်ပြီးတော့တုံးကြပါဗျအဲ့ဒါလေးလာပြောပြတာပါကဲစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့ပြောပြစရာတွေအများကြီးရှိပါတယ် follow လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျကျေးဇူးများတင်ပါတယ်